မင်္ဂလာပါဒီတစ်ပတ်တော့ချင်းပြည်ကိုလွှမ်းတဲ့အကြောင်းလေးပေါ့နော်တောင်စလက်နဲ့ချင်းတော်နဲ့ချင်းလေးဆိုပြမြားနားစင်ပြီပါ